ဘယ်နေရာမှာချထားရမလဲဆိုလို့ရှိရင်จะวางตรงไหนจะวางตรงไหนจะวางตรงไหนဘယ်နေရာမှာချထားရမလဲဒီမှာ wang ဆိုတဲ့စကားလုံးကကြတော့အောက်ကိုချထားတာကိုတွေ့ရဖြစ်ပါတယ်จะวางချထားမယ်ပေါ့နော်ချမယ်ပေါ့နော်ตรงไหนဘယ်နေရာလဲจะวางตรงไหนဘယ်နေရာမှာချထားမလဲပေါ့နော်ဒီနေရာမှာချထားတော့ဆိုလို့ရှိရင်วางไว้ตรงนี้วางไว้ตรงนี้นะวางไว้ချထားပေါ့နော်ตรงนี้ဒီနေရာနားကကြောင့်နော်လို့သုံးတာဖြစ်ပါတယ်วางไว้ตรงนี้นะวางไว้ตรงนี้นะဒီနေရာမှာချထားနော်วางไว้ตรงนี้นะဒီနေရာမှာချထားနော်นะครับဒီလိုလုံတော့ဆိုလို့ရှိရင်ทำแบบนี้นะทำแบบนี้นะဒီလိုလုံတော့ทำแบบนี้นะဒီလိုလုံတော့ဒီလိုလုံတော့ဒီဟာယူမယ်ဆိုလို့ရှိရင်เอาอันนี้เอาอันนี้เอาอันนี้ဒီဟာယူမယ်นะครับခိတဲ့တူတူထိုင်းမှာစကားကိုလေ့လာပြီးတော့ကျွမ်းကျင်နေဆိုလို့ရှိရင်ခေတ်စီမှာတကြောင်းချင်းစီထိုင်းချက်စရာမလိုရဲထိုင်းစကားပြောတည်တံစပါနေစင်းနဲ့တင်တန်းရှိပါတယ်မိတ်ဆွေကထိုင်းစကားပြောတည်တံပဲလေ့လာခြင်းနဲ့ဒါပေမဲ့တကြောင်းချင်းစီထိုင်းချက်ထိုင်မချက်ချင်ဘူးတေချာလေးအသေးစိတ်အခြေခံကနေစပြီးတော့လုံးဝပြောချင်တာပြောနိုင်တဲ့ဒီလေ့လာခြင်းနဲ့ဆိုလို့ရှိရင်ခေတ်စီမှာဒီအတိုင်းကိုလုံးဝလာပြီးအဖို့တိုက်တွန်းပါတယ်ကိုကထိုင်းစကားပြောတည်တံလေ့လာခြင်းနဲ့သူပဲတိတိဒါမှမဟုတ်ကိုထိုင်းစာတော့ရတယ်ဒါပေမဲ့ထိုင်းစကားကိုကောင်းမှုမပြောနိုင်ဘူးဆိုတဲ့သူတွေပဲတိတိလာပြီးတော့တက်လို့ရပါတယ်ဒါမှမဟုတ်ကိုကထိုင်းစာရေးတာဖတ်တာပါတခါတည်းတက်ချင်တယ်ကျွမ်းကျင်နေတယ်ဆိုလို့ရှိရင်ခေတ်စီမှာထိုင်းစာရေးတာဖတ်တာအခြေခံကနေပြီးတော့ကျွမ်းကျင်တဲ့တင်တန်းလည်းရှိပါတယ်ပေါ့နော်ကိုကထိုင်းစာရောစကားရောနှစ်ခုလုံးရကျင်တယ်ဆိုလို့ရှိရင်တော့တွဲပြီးတော့အဲ့လိုရပါတယ်ဒါမှမဟုတ်ကိုကထိုင်းစကားပြောတည်တံပဲရကျင်တယ်ဆိုလို့ရှိရင်တော့ထိုင်းစကားပြောတည်တံအတမ်းပဲအဲ့လိုရပါတယ်ပေါ့နော်ဆိုတော့ဒီတင်တန်းရဲ့တင်တန်းဆက်သွယ်ခြင်းတယ်ဆိုလို့ရှိရင်အခုတော့ဒီအခုကြည့်နေတဲ့နေရာကနေပြီးတော့ message ပို့တဲ့ပေါက်မှာပေါ့နော်မှာ okay ဆိုပြီးတော့လည်းပို့လို့ရတယ်လို့နှစ်တန်းလုံးအပ်မယ်ဆိုလို့ရှိရင် okay ဆိုပြီးတော့ပို့ပေါ့နော်ဒါမှမဟုတ်တန်းပဲအပ်မယ်ဆိုလို့ရှိရင်ဒီမှာ1ဆိုလို့ရှိရင်1ပဲပို့လိုက်လို့ရပါတယ်ပေါ့နော်အတန်းဆက်သွယ်လို့ရတဲ့နေရာတွေကကြတော့ K-Net Level ဆိုတဲ့ Telegram Channel ကနေပြီးတော့ဆက်သွယ်လို့ရပါတယ်ဒါမှမဟုတ် Thailand Web Bank K ဆိုတဲ့ဒီ Facebook ကနေပြီးတော့ဆက်သွယ်လို့ရတယ် Telegram ကနေပြီးတော့လည်းတချင်းဆက်သွယ်လို့ရပါတယ်ဆိုတော့အတန်းထဲမှာတင်လဲပြီးတော့ဆွေးနွေးကြပါတယ်တခုနားမလဲသိချင်တာရှိလို့ရှိရင်ဒီအသေးစိတ်ကိုဒီတင်ဆက်တဲ့နေရာမှာဆက်လက်ပြီးတော့မေးလို့ရပါတယ်ပေါ့နော်